မနက်6နာရီအလန်းမီတာနဲ့ခမရဲ့ပထမဦးဆုံးအတွေ့ရပါတယ်နောက်9မိနစ်လောက်ထပ်အိတ်လိုက်အောင်မယ်ဆိုတာလားဒါမှမဟုတ်ဒီနေ့လဲရုံးသွားအောင်မယ်ဆိုတော့တပြင်းချတဲ့နေလားကျွန်တော်တို့9 to 6 corporate life က busy professional တွေမှာလူ2မျိုးရှိတယ်ပထမတစ်မျိုးကအလုပ်အတွက်နဲ့ဘဝကိုရင်းထားတဲ့သူတွေဒုတိယတစ်မျိုးကကျတော့အလုပ်မှာလည်းအဆင်ပြေသလိုကိုယ့်ရဲ့နေလူမှုဘဝမှာလည်းကြမ်းကြမ်းမာပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းနေတဲ့သူတွေခင်ဗျားကဘယ် group မှာပါတာလဲဒီဗီဒီယိုမှာကျွန်တော်တို့ပုံမှန်လင်းလင်းဆွေးနွေးကြမယ်ဒီနေ့ကျွန်တော်ပြောမှာက diet အကြောင်းလည်းမဟုတ်ဘူးလေ့ကျင့်ခန်းအကြောင်းလည်းမဟုတ်ဘူးခင်ဗျားရဲ့ကြံရှိနေတဲ့တက်တန်းတစ်လျှောက်လုံးမှာဘယ်လိုလူနေမှုပုံစံနဲ့နေထိုင်သွားမလဲဆိုတဲ့စနစ်အကြောင်းကိုပြောသွားမှာပါ Okay ပထမ group အကြောင်းအရင်ပြောအောင်ခင်ဗျားဒီလိုဖြစ်နေပြီလားလူကလည်းဝလာတယ်ရုံးရောက်တာနဲ့ meeting တွေကြားမှာအာယုံတွေကပြန့်လွင့်နေတယ်ညနေ3နာရီလောက်ရောက်ပြီဆိုလို့ရှိရင်လည်းအိမ်ငိုက်တာလို့တခုခုကိုစားကျင်တာလို့ဖြစ်နေတယ်ရုံးစင်းလို့အိမ်ပြန်ရောက်ပြီဆိုရင်လည်းခင်ဗျားဘာမှကိုမလုံနိုင်တော့လောက်အောင်ပင်ပန်းနေပြီခင်ဗျားတကယ်ဖြစ်ချင်တာမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်အချိန်ဖြုံးခြင်းနဲ့ကလေးတွေနဲ့ဆော့ခြင်းနဲ့ဒါပေမဲ့ခင်ဗျားတကယ်လုံနိုင်တာကအိမ်ပြန်ရောက်တာနဲ့ဆိုဖာပေါ်ဒါမှမဟုတ်အိပ်ရာပေါ်လှဲပြီးတော့ဖုန်းပွင့်နဲ့အိပ်ပျော်သွားတာပဲရှိတယ်အတွင်းစိတ်ထဲမှာတော့ခင်ဗျားသိတယ်ဝတ်နေကြအင်ကြီးတွေကကြက်လာပြီရှက်အင်ကြီးတွေဆိုကျွန်တော်ကျယ်သီးတက်ရတာတွေမလွယ်တော့ဘူးမှန်ကြည့်လိုက်တိုင်းလဲကိုပြန်မေးမိတယ်ငါဘာလို့ဒီလောက်တောင်အိုးစားသွားရတာလဲပေါ့ဒါပေမဲ့ခင်ဗျားအဲ့ဒါကိုပါဇက်ကထုံမပြောဘူးဘသူ့ကိုမှလည်းမပြောပြဘူးသူများတွေကိုခင်ဗျားပြောပြတာကြတော့အချိန်မရှိလို့အရန်ပင်ပန်းနေလို့အလုပ်တွေများလို့အသက်ကြီးလာပြီးစတဲ့စင်ကြီးတွေနောက်မှာခင်ဗျားပုံနေတယ်ဒါခင်ဗျားတကယ်လိုချင်တဲ့ဘဝလားဒုတိယ group မှာတော့ခင်ဗျားအများအားဖြစ်ချင်ခဲ့တဲ့ခင်ဗျားရဲ့အိမ်မက်ကိုရောက်ရှိနေပြီသားသူတွေရှိတယ်သူတို့ကခင်ဗျားလိုပဲတရက်မှာ24နာရီပဲအချိန်ရတယ်သူတို့လည်းခင်ဗျားလိုပဲအလုပ်တွေရှုပ်တယ်ဒါပေမဲ့သူတို့နဲ့ခင်ဗျားမှာမတူညီတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ energy ခင်ဗျားမက်ခဲ့ဘူးတဲ့အိမ်မက်ကမနဲ့နိုးလာတာနဲ့ energy အပြည့်နဲ့နိုးထလာခြင်းနဲ့ရုံးသွားတဲ့အခါမှာလဲကိုဝတ်ချင်တဲ့ဝတ်စား confidence ရှိဝတ်ပြီးတော့ရုံးကိုသွားခြင်းရုံးရောက်ရင်လဲ client တွေလှုပ်ဖို့ကိုင်ဘက်တွေနဲ့တွေ့တဲ့အခါမှာခင်ဗျားရဲ့ performance ကိုသာမကပဲနဲ့ခင်ဗျားရဲ့ကျမ်းမာချစ်လက်တဲ့ရုပ်ပိုင်းဆိုင်ရာကိုပါအတိအမှတ်ပြုခံချင်တာအိမ်ပြန်ရောက်လာတဲ့အခါမှာလဲပင်ပန်းနွမ်းနေနေတာမျိုးမဟုတ်ဘဲနဲ့ကိုချစ်ရတဲ့သူတွေအတွက်အရေးသွေးရှိတဲ့အချိန်ပြောရရင်တော့ quality time ပေါ့ဗျာဒါမျိုးတွေကိုဖြည့်ဆည်းပေးခြင်းနဲ့မိခင်ကောင်းဖခင်ကောင်းတယောက်ဖြစ်ချင်တာအသက်60 80ရောက်လာတဲ့အခါကျလို့ရှိရင်လည်းခင်ဗျားအနေနဲ့ကဆေးရုံဆေးကန်းတွေမှာတိုကင်သွားယူနေရတာမျိုးမဟုတ်ဘဲနဲ့ကဘာပတ်ပြီးခရီးတွေပတ်သွားနေတဲ့သူတယောက်ဖြစ်ချင်တာ right ဒါဆိုပထမ group ကနေဒုတိယ group ကိုဘယ်လိုကူးပြောင်းမလဲ well power တခုတည်းနဲ့မလုံလောက်ဘူးဆိုတော့ခင်ဗျားအနေနဲ့ရှေ့မှာအချိန်ချင်းစူးစမ်းပြီးပြီဖြစ်လို့တည်ပြီးလောက်မှာပါဆိုတော့လိုအပ်တာဒီ smart ကြတဲ့ system တစ်ခုကျွန်တော်ရဲ့ home tone blueprint မှာအဆင့်3ဆင့်ရှိတယ်နံပါတ်1အဆင့်က identity shift ခင်ဗျားအနေနဲ့ကိုဝေးချနေတဲ့သူတယောက်လို့မခံယူထားနဲ့ကိုကျမ်းမာကြစ်လက်တဲ့သူတယောက်ဆိုရဲ့ identity ကိုအရင်ယူဒီနေရာမှာခင်ဗျားအနေနဲ့တကယ်ဖြစ်နေစရာမလိုဘူးเนาะအဲ့လိုစိတ်ကခံယူပြီးတော့ခင်ဗျားရဲ့စိတ်နေစိတ်ထားပြောင်းလဲသွားတာနဲ့အပြုတ်မှုတွေကနောက်ကနေအရေးလိုလိုက်လာလိမ့်မယ်ဒုတိယအဆင့်က metabolic fire အလုတ်လုံနေရင်လည်းအဆီတွေလောင်ကျွမ်းနေစေမယ်စနစ်ခင်ဗျားအနေနဲ့ရုံးမှာထိုင်ပြီးအလုတ်လုံနေရင်လည်းတော့မှခင်ဗျားရဲ့ခန္ဓာကိုယ်ကအဆီတွေလောင်ကျွမ်းနေဖို့အတွက်မနက်ခင်းမှာအလေးမပြီးတော့ခန္ဓာကိုယ်မီးမွေးပေးရတယ်နံပါတ်3က lifestyle integration အလုတ်ကိုမထိခိုက်ပဲနဲ့အာဟာရနဲ့လေ့ကျင့်ခန်းကိုတဘာဝကြလေးရောနှောလိုက်တာ9မိနစ်စာပတ်တဲ့ interrupt တွေရုံးခန်းထဲမှာနေလှုပ်ရှားလို့ရတဲ့လှုပ်ရှားမှုတွေပြီးကြတော့ကျွန်တော်တို့အလုတ်စပွဲကအန်ဆွဲထဲမှာ healthy snack တွေကိုကြိုထည့်ထားတာမျိုးတွေ junk food တွေ processed food တွေမစားမိတော့ဘူးပေါ့ဆိုတော့ဒီအရာတွေကခင်ဗျားကိုဒုတိယ group တွေကိုအလိုလျောက်ကိုတွန်းပို့ပေးကြလိမ့်မယ်ခင်ဗျားရဲ့အောင်မြင်မှုဆိုတာခင်ဗျားရဲ့ career တစ်ခုတည်းကိုပြောတာမဟုတ်ဘူးเนาะခင်ဗျားရဲ့ခန္ဓာကိုယ်ဆိုတာခင်ဗျားအတွက်အရေးကြီးဆုံး asset ပိုင်ဆိုင်မှုတစ်ခုအဲ့ဒီပိုင်ဆိုင်မှုကိုပြစ်ထားလိုက်ရင်ခင်ဗျားအခုချိန်ရှာနေတဲ့ပတ်စံတွေကနောက်တစ်ချိန်မှာဆေးဖို့ပဲဖြစ်သွားလိမ့်မယ်ဆိုတော့ဒီနေ့ဒီနေရာမှာဆုံးဖြတ်ချက်ချပါပထမ group မှာပဲဆက်နေပြီးတော့တဖြည်းဖြည်းနဲ့ energy ကုန်ခန်းမလားဒါမှမဟုတ်ကျွန်တော်နဲ့အတူတူဒုတိယ group ကိုကူးပြောင်းပြီးတော့ခင်ဗျားရဲ့အိမ်မက်တွေကိုလက်တွေ့အကောင့်ထဲပေါ်မလားမှတ်ထားပါအပြောင်းလဲဆိုတာဆုံးဖြတ်ချက်တစ်ခုကနေပဲစတာပါခင်ဗျားရဲ့ lifestyle ကို reset လုပ်ပေးဖို့ကျွန်တော်ဘက်ကအဆင်သင့်ဖြစ်နေပြီကျေးဇူးတင်ပါတယ်ကျွန်တော်စီသူလည်းမှာနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ရေလုံလောက်အောင်တောက်ဖို့မမေ့ပါနဲ့